အားလုံးပဲမင်္ဂလာပါရှင်ကြကြမဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ရာသီစာလေးဖြစ်တဲ့မယန်းသီးငပိချက်နဲ့ဗရက်စာဟင်္ကာလေးကိုတွဲဖက်ပြီးတော့ချက်ပြပေးထားပါတယ်မယန်းသီးကိုငပိချက်လေးချက်ငဖဲကြော်နဲ့ဗရက်စာဟင်္ကာပူပူလေးတောက်ပြီးထမင်းစားလို့မင်ကြရအောင်လို့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးကြပါဦးနော်ကျမတို့ channel မှာချက်ပြတဲ့ဟင်းချက်နည်းလေးများကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ subscribe နဲ့ notification လောင်းလေးနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်ကြားရတာနဲ့တည်ယူစီရဲ့ဟင်းလေးဖြစ်လို့လိုက်ပြီးချက်စားကြည့်ကြပါဦးနော်ပထမဦးဆုံးမယန်းသီးငပိချက်လေးချက်ဖို့အတွက်မယန်းသီးအနေငယ်ငရုတ်သီးစိမ်းပစွန်ကြောင်ငပိစိမ်းစာစက်တုံအဖြူအနီးငရုတ်သီးခွဲချမ်းမှုန့်ဒါလေးတွေကိုငပိချက်ဖို့အတွက်ပြင်ဆင်ထားပါတယ်ပစွန်ကြောက်လေးတွေကိုရေနဲ့3တက်လောက်စင်စင်လေးဆေးပြီးတော့10မိနစ်ခန့်လောက်ရေစိမ်ပေးထားပါတယ်ရှင်ပစွန်ကြောက်လေးတွေပွာလာပြီဆိုလို့ရှိရင်တော့စုံထဲကိုထည့်ပြီးတော့ညံ့ညက်လေးဖြစ်အောင်တည်တည်ချာချာလေးထောင်ပေးထားပါမယ်ရေစိမ်ထားတာဖြစ်တဲ့အတွက်ပစွန်ကြောက်လေးတွေကထောင်းရတာလွယ်ကူပါတယ်ရှင်ထောင်းပြီးရင်တော့ပကံနဲ့ကိုခတ်ထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့မယန်းသီးလေးတွေကိုအစီလေးထုတ်ပြီးတော့ပပလေးတွေလေးထားပေးပါမယ်မယန်းသီးကိုအချစ်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်ကျမကတော့9လုံးခန့်လောက်ပဲသုံးပေးထားပါတယ်ရှင်ငပိချက်ထဲမှာစက်သွန်နီစီချက်များများလေးနဲ့စားကျင်တာဖြစ်တဲ့အတွက်စက်သွန်နီဥကြီးကြီး3လုံးခန့်လောက်ကိုလှီထားပေးပါတယ်စက်သွန်အဖြူကတော့ဥကြီး1လုံးခန့်လောက်ကိုအသုံးပြုပေးထားပါတယ်ရှင်ဒီလောက်ဆိုရင်တော့မယန်းသီးငပိချက်လေးကိုစားချက်လို့ရပါပြီထွေထွေထူးထူးတွေအရင်ကြီးမလိုပါဘူးเนาะပစ္စည်းငယ်ငယ်နဲ့ဒီငပိချက်လေးကိုချက်လို့ရပါတယ်ကျမကတော့မယန်းသီးငပိချက်လေးကို6လေးချက်မှာဖြစ်တဲ့အတွက်စီလေးကိုပို့ပြီးတော့တုံထားပေးပါတယ်ရောင်လေးကောင်းအောင်နွဲ့မှုန်လေးနဲ့ငယ်ထည့်မယ်ပြီးရင်တော့စက်သွန်ဖြူလေးကိုထည့်ပြီးတော့စီတက်ပေးထားပါမယ်စက်သွန်ဖြူစီချက်လေးရလာပြီဆိုလို့ရှိရင်တော့ပကံထဲကိုခတ်ထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့အိုးထဲကကြံတဲ့စီနဲ့စက်သွန်အနီလေးကိုထပ်ပြီးတော့ကြော်ထားပေးပါမယ်ရှင်စက်သွန်နီကြော်လေးကအနှဲငယ်နုံးပြီးတော့ယခုလိုအနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့မရုပ်သီးခွဲချမ်းမှုန်လေးအနှဲငယ်ကိုထည့်ပါမယ်ပြီးရင်ရောင်တင်မှုန်လေးအနှဲငယ်ထည့်ပါမယ်ရှင်ကျမကတော့အဆက်အများကြီးမကြိုက်တဲ့အတွက်ယခုလောက်ပဲသုံးထားပေးပါတယ်အဆက်ကြိုက်ရင်တော့ပို့ထည့်နိုင်ပါတယ်ရှင်ငပိစိမ်းစားလေးအနှဲငယ်ပါထည့်ပြီးတော့စီတက်ပေးပါမယ်ပြီးရင်တော့ပစွန်ကြောင်းမှုန်လေးပါထည့်ပါမယ်ရှင်ငပိစိမ်းစားနံနဲ့ပစွန်ကြောင်းနံလေးမှုတက်လောက်စီတက်ပြီးရင်တော့မရုပ်သီးစိမ်းလေးထည့်မယ်မယန်းသီးလေးပါထည့်ပြီးတော့ချက်ထားပေးပါမယ်အရသာအနေနဲ့ကတော့စက်သားမှုန်လေးနည်းငယ်ထည့်ပါတယ်ဒီနေရာမှာကျမကအချင်းရမ်းမစိုးစေချင်တဲ့အတွက်တကြားလေးနည်းငယ်ကိုထည့်ပြီးတုံထားပေးပါတယ်ပြီးရင်တော့စားလေးနည်းငယ်ထည့်ပါတယ်ရှင်တအောင်လောက်ကြာအောင်ချက်ပြီးလို့မယန်းသီးဖက်လေးတွေနုံပြီးတော့စီပြန်6လေးဖြစ်လာပြီဆိုလို့ရှိရင်တော့မယန်းသီးငပိကြော်လေးရပါပြီရှင်ချက်ရတာလည်းအရန်ကိုယူရှင်းပြီးလွယ်ကူပါတယ်နော်ဒီမယန်းသီးငပိချက်လေးကချင်းဆက်ဆက်နဲ့ရာသီစားလေးဖြစ်တဲ့အတွက်အရန်ကိုဂရင်းလိုက်စေပါတယ်ရှင်အားလုံးပဲချက်စားကြည့်ကြပါနော်ကျမကတော့မယန်းသီးငပိချက်ချက်တဲ့အခါမှာစက်သွန်ဖြူလေးကိုကျွတ်လေးစားကျင်တာဖြစ်တဲ့အတွက်စက်သွန်ဖြူစီချက်ဖက်လေးကိုအပေါ်ကနေယခုလိုပဲဖြူပေးလိုက်ပါတယ်ရှင်ယခုဆိုလို့ရှိရင်တော့စားလို့ကောင်းပြီးထမင်းမိန်စီတဲ့ချင်းဆက်ဆက်မယန်းသီးငပိချက်လေးတစ်ခွက်ရပါပြီရှင်နှစ်တိုင်းမှာမယန်းသီးလေးနဲ့အတူတူပေါ်လာတဲ့ရာသီစားလေးကတော့ဗရက်စာလေးပဲဖြစ်ပါတယ်။ကျမကတော့မယန်းသီးငပိချက်လေးနဲ့အရန်လိုက်ဖက်တဲ့ဗရက်စာဟင်္ကာလေးပါတခါတည်းချက်ပြပေးပါမယ်။ဟင်္ကာလေးချက်ဖို့အတွက်ငဖယ်ရိုးလေးတွေကို15မိနစ်ခန့်လောက်ပြုတ်ထားပေးပါမယ်။ဟင်္ကာချက်ဖို့အတွက်ရင်နွေးကိုစုအောင်တည်ထားပေးပါမယ်။ပြုတ်ထားတဲ့ငဖယ်ရိုးကိုအရေးကြီးပဲစစ်ထည့်ပေးလိုက်ပါမယ်ရှင်ငဖယ်ရိုးတွေပိုင်းအရန်ရှုပ်နေမှာဖြစ်တဲ့အတွက်ကျမကတော့ငဖယ်ရဲ့အရိုးပြုတ်ရည်လေးကိုပဲယူသုံးပေးထားပါတယ်ပြီးရင်တော့ဘူးသီးစိမ်းလှီထားတာလေးကိုထည့်လိုက်ပါမယ်ငပိစိမ်းစားလေးအနှဲငယ်ထည့်ပါမယ်စက်သွန်ဖြူထောင်းထားတာလေးထည့်မယ်
အရသာအနေနဲ့ကတော့အချုံမုံစားကြက်သားမုံလေးထည့်ပြီးတော့ပွက်ပွက်စုလာအောင်တည်ထားပေးလိုက်ပါမယ်ရှင်ဟင်းကအကြာကြီးချက်စရာမလိုပါဘူးเนาะဘူးသီးစိတ်လေးကစင်းစင်းလေးနေထားလေးရောက်ပြီဆိုလို့ရှိရင်เนาะဘရက်စာလေးကိုထည့်ပေးလိုက်ပါမယ်ဒီနေရာမှာတော့ဘရက်စာကိုခြာကန်ဒီမှာထည့်ရပါမယ်เนาะငရုတ်ကောင်းမုံလေးဖြူလိုက်ရင်เนาะအနံ့မွှေးလေးနဲ့အရန်တောက်လို့ကောင်းတဲ့ဘူးသီးနဲ့ဘရက်စာဟင်းကားလေးတစ်ခွက်ရပါပြီရှင်ပြီးရင်တော့မယန်းသီးငပိချက်ရဲ့ဘူးသီးဘရက်စာဟင်းကားနဲ့တွဲစားဖို့အတွက်ငဖဲကြော်လေးကိုဆက်ပြီးတော့ကြော်ပါမယ်ရှင်ကျမကတော့ငဖဲကြော်တဲ့အခါမှာတက်သွန်အဖြူနဲ့ဂျင်းကိုညက်ညက်လေးဖြစ်အောင်ထောင်းပါတယ်ပြီးရင်တော့အရီကိုညှစ်ထည့်လိုက်ပါတယ်အချုံမုံစားထည့်ပြီးရင်တော့ငဖဲကိုအချက်30ခန်းလောက်နာလေးပေါက်ပြီးတော့ကြော်လိုက်ပါတယ်အဲ့လိုကြော်လိုက်ရင်တော့ထုတ်ထုတ်လေးနဲ့စားလို့ကောင်းတဲ့ငဖဲကြော်လေးရပါပြီရှင်ပြီးရင်တော့မယန်းသီးငပိချက်လေးရဲ့ဘူးသီးနဲ့ဘရက်စာဟင်းကားလေးတစ်ခွက်ရဲ့ငဖဲကြော်လေးရဲ့နဲ့ထမင်းစားဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်နော်မယန်းသီးပေါ်ချိန်လေးရောက်ရင်တော့မယန်းသီးသုံးမယန်းသီးငပိတောင်အမျိုးမျိုးကိုလှုပ်စားကြပါတယ်ဒီနေ့မှာတော့မယန်းသီးငပိချက်နဲ့ဘရက်စာဟင်းကားကိုငဖဲကြော်လေးနဲ့တွဲဖက်စားရတာကအရန်ကိုထမင်းမိတ်စီတဲ့အတွဲဆက်လေးဖြစ်လို့ချက်စားကြည့်ကြပါနော်ကျမတို့ချက်ကြမဲ့ channel မှာယခုလိုပဲစားကောင်းပြီးထမင်းမိတ်စီတဲ့ဟင်းချက်နည်းလေးများကိုအမြဲမျှဝေပေးသွားမှာဖြစ်တဲ့အတွက် subscribe လေးနှိပ်ပြီးတော့ notification ခေါင်းလောင်းလေးနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲအစားအသောက်များပေါ်ရှင်ကြပါစေ